ကိန်းစွန်ခြေရာကိုနင်းလာနိုင်တဲ့လီဗာပူးရဲ့တိုက်စစ်အတွဲတဲ့လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းမှာဟျူဂိုအီကီတီကေနဲ့ဖလိုရီယန်ဗက်စတိုရဲ့အတွဲဖက်ကအခုဆိုရင်ပရီးမီးယားလိရဲ့ရေပန်းအစားဆုံးခေါင်းစဉ်တစ်ခုဖြစ်လာပါတယ်။အာနီစလောရဲ့အသင်းသစ်မှာဒီလူငယ်နှစ်ဦးကတယောက်ရဲ့အားနည်းချက်ကိုတယောက်ကဖြည့်ဆည်းပေးရင်းနဲ့ကွင်းထဲမှာနားလည်မှုအပြည့်ရှိနေကြတာပါ။အခုဆိုရင်သူတို့နှစ်ဦးအချင်းချင်းဂိုးပန်ဒီပေးတာ6ကြိမ်အထိရှိလာတာဟာအင်္ဂလန်ပရိသတ်တွေကိုတစ်ချိန်ကဖျော်ဖြေခဲ့မှုတဲ့ဟယ်ရီကိန်းနဲ့ဆွန်ဟောင်မင်တို့ရဲ့ဂန်နဝင်အတွဲဖက်ကိုပြန်လည်သတိရစေခဲ့ပါတယ်။ပရီးမီးယားလိသမိုင်းမှာကိန်းနဲ့ဆွန်တို့အတွဲဖက်ဟာတယောက်ကိုတယောက်မျက်စိမိတ်ပေးုံနဲ့ဂိုးရနိုင်တဲ့အထိနားလည်မှုအမြင့်မားသောအတွဲအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။သူတို့နှစ်ဦးဟာတရားသည့်အတွင်းမှာတင်အချင်းချင်း14ဂိုးအထိဖန်တီးပေးပြီးစံချိန်တင်ခဲ့တယ်လို့စုစုပေါင်း48ဂိုးအထိအပြန်အလှန်ပံ့ပိုးပေးခဲ့တာဟာဘယ်သူမှမချိုးဖျက်နိုင်သေးတဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။အခုဆိုရင်လီဗာပူးရဲ့အီကီတီကေနဲ့ဘေးစတိုအတွဲဟာလည်းကိန်းနဲ့ဆွန်လို့လိုပဲတဦးကဘောလုံးကိုပါနဲ့စွာဖန်တီးပေးပြီးကျန်တဦးကအဆုံးသက်သေးကြတဲ့ပုံစံမျိုးနဲ့အန်ဖီမှာခြေရာနေမှုစူးစမ်းနေကြတာပါကိန်းနဲ့ဆွန်တို့အတွဲရဲ့ထူးခြားချက်ကကိန်းကနံပါတ်9နေရာကနေနောက်ကိုဆင်းပြီးဘောလုံးဖြန့်ဝေပေးသလိုဆွန်ကလည်းတောင်ပံကနေအတွင်းကိုအရှိန်နဲ့ပြေးဝင်ပြီးဂိုးသွင်းလေးရှိတာပါလီဗာပူးမှာလည်းဗစ်ကကွင်းနဲ့အနေမိုင်းတီဆင်းပြီးကစားကွက်ဖော်ပေးနိုင်တယ်လို့အီဂီတီကေကလည်းပြိုင်ဘက်နောက်တန်းရဲ့ကွက်လက်တွေကိုရှာဖွေပြီးပြေးဝင်တတာကြောင့်သူတို့ရဲ့ကစားဟန်ကစပါးအတွဲနဲ့အတော်လေးဆင်တူနေပါတယ်။ဒါပေမဲ့စပါးပရိသတ်တွေအတွက်တော့ကိန်းနဲ့ဆွန်အတွဲဟာအသေးနှလုံးတွေကသူ့ရဲကောင်းတွေဖြစ်ပေမဲ့စူဖလားမရခဲ့တာကတော့ကြီးမားတဲ့အနာဖေးတစ်ခုလိုကြံရစ်နေခဲ့ပါတယ်။သူတို့နှစ်ဦးကတဦးချင်းစံချိန်တွေအတွဲဖက်စံချိန်တွေအကုန်ယူခဲ့ပေမဲ့အသေးအတွက်ဖလားတစ်လုံးမှမယူပေးနိုင်ခဲ့ပဲလမ်းခွဲခဲ့ကြရပါတယ်။ဒီဘောက်ဘူးပရိသတ်တွေရဲ့စိုးရိမ်မှုကလည်းအဲ့ဒီအချက်ပါပဲ။အီဂီတီကေနဲ့ဗစ်စတိုကိုစံချိန်တွေချိုးပြတ်နိုင်ရုံနဲ့မကပဲအသင်းကိုပါဖလားရအောင်ကူညီပေးနိုင်တဲ့ဝင်းနေဂျူရိုဖြစ်လာဖို့မျှော်လင့်နေကြတာပါ။ဂိန်းနဲ့ဆွန်အတွဲဟာနှစ်ပေါင်းများစွာအထူးတူကစားရင်းမှဒီလိုနားလည်မှုမျိုးရခဲ့တာဖြစ်ပေမဲ့ EKTK နဲ့ဗစ်စတိုကတော့ရောက်လာပြီးလာပိုင်းအတွင်းမှာတင်ဒီလိုခြေစွမ်းမျိုးပြသနေတာကတကယ်ကိုအံ့အားသင့်စရာကောင်းပါတယ်။ဟာလန်ဒိုကူတို့အတွဲထက်တောင်ပိုပြီးဂိုးဖန်တီးမှုတွေလှုပ်ထားနိုင်တာကြောင့်သူတို့ရဲ့အလားအလာဟာကန့်သက်ချက်မရှိဘူးလို့ဆိုနိုင်ပါတယ်။ EKTK နဲ့ဗစ်စတိုအတွဲဟာပရီးမီးယားလိရဲ့ခေတ်သစ်ကိန်းနဲ့ဆွန်ဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပါ။စပါးအတွဲကတော့တမိုင်းမှာဂန်နဝင်အဖြစ်ကျန်ရစ်ခဲ့ပြီးဖြစ်ပေမဲ့လည်းဒီလူငယ်နှစ်ဦးကတော့သူတို့ထက်တာလွန်တဲ့အချက်တစ်ခုရှိနေပါတယ်။အဲဒါကတော့ငယ်ရွယ်တဲ့အသက်အရွယ်နဲ့အတူအောင်မြင်မှုတွေအများကြီးရယူဖို့အချိန်တွေအများကြီးကျန်ရှိနေသေးတာပါပဲ။သူတို့နှစ်ဦးသာကိန်းနဲ့ဆွန်လို့လို့ရေရှည်လက်တွဲသွားနိုင်မယ်ဆိုရင်တော့အန်ဖီကွင်းမှာစံချိန်ဟောင်းတွေပြိုပြက်ကုန်မှာမြေကြီးလက်ခတ်မလွဲပါပဲ။